လုံးပဲမင်္ဂလာပါရှင် Let's Teacher Tarot ကမေဖူးဖြစ်ပါတယ်ရှင်မေဖူးကဒီ reading လေးမှာကကြတော့collective reading လေးတစ်ခုကိုပဲမေဖူးထပ်ပြီးတော့လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ collective reading လေးရဲ့ခေါင်းစဉ်လေးကကြတော့အချစ်ရေးနဲ့ပတ်သက်တဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့ဒီ collective reading လေးမှာဘာခေါင်းစဉ်လေးနဲ့လုပ်ပေးသွားမှာလဲဆိုရင်လက်ရှိတစ်ဖက်သူရဲ့ကိုယ့်ရဲ့တစ်ဖက်သူရဲ့လက်ရှိကိုယ့်အပေါ်မှာရှိတဲ့စိတ်ခံစားချက်ဆိုတဲ့ reading လေးကို topic လေးနဲ့ reading လေးကိုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ the other person's current feeling on you ပေါ့နော်အဲ့တော့ okay အဲ့ဒါဆိုလို့ရှိရင်မေဖူးနဲ့အတူတူ reading လေးကိုကြည့်လိုက်ကြပါမယ်နော်ပထမဆုံးကြလာတဲ့ cat အနေနဲ့ကကြတော့ the high priestess ပေါ့နော်အဲ့တော့ the high priestess အနေနဲ့ဆိုတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာလေထိန်ချန်ထားတဲ့အရာတွေလျှို့ဝှက်ထားတဲ့အရာတွေရှိနေတယ်တဲ့အဲ့တော့ဘယ်လိုလဲဆိုတော့ဒီ reading ကိုကြည့်နေတဲ့သူတွေရဲ့ပေါ့နော်ဒီရာခိုင်နှုန်းတော်တော်များများကကိုယ့်ရဲ့ဒီ crush ပေါ့ကိုယ့်ရဲ့ crush နဲ့ပတ်သက်ပြီးတော့ကြည့်တဲ့သူတွေနည်းနည်းပို့ပြီးတော့များမယ်လို့မေဖူးရဲ့စိတ်ထဲမှာအဲ့ဒီ crush ရှိတဲ့သူတွေရဲ့ energy ကိုပို့ရနေရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ cat ရဲ့သဘောတရားအရာ तू ကစိတ်ထဲမှာရှိနေတဲ့အရာကိုလျှို့ဝှက်ထားတာဖုံးကွယ်ထားတာထိန်ချန်ထားတာပုံမှန်လေးနဲ့ဒီလှစ်ဟမပြဘူးဆိုတော့သဘောတရားသက်ဆိုင်နေပေါ့နော်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီ crush အနေနဲ့အရင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါ crush ရှိတဲ့သူတွေအနေနဲ့လာကြည့်တာဆိုလို့ရှိရင်တော့တစ်ဖက်သူကလည်းကိုယ့်အပေါ်မှာကိုယ့်လိုမျိုးပဲကိုယ့်ကိုစိတ်ဝင်စားမှုရှိနေပါတယ်တဲ့ဒါပေမဲ့သူ့ဘက်ကနေစိတ်ဝင်စားရဲဆိုတဲ့အကြောင်းကိုသူ့ဘက်ကနေခံစားချက်ရှိနေတယ်ဆိုတဲ့အကြောင်းကို तू ကကိုယ့်ကိုထုတ်မပြဘူးနောက်ပြီးတော့ကြတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာဒီလိုမျိုးစိတ်ခံစားချက်တွေအပြန်အလှန်ရှိတယ်ဆိုတာကိုလည်းနှစ်ဖက်စလုံးကသိကြတယ်တဲ့ဒါပေမဲ့အဲ့လိုမျိုးသိနေတယ်ဆိုတာကိုမသိကြအောင်ဆောင်နေကြတာเนาะအဲ့လိုပြောမယ်ဆိုလို့ရှိရင်ဒီကိုယ့်ဘက်ကနေလည်းတစ်ဖက်သူ့ပေါ်မှာစိတ်ခံစားချက်ရှိရဆိုတာကို तू ကသိတယ်သူ့ဘက်ကလည်းကိုယ့်ပေါ်မှာစိတ်ခံစားချက်ရှိတယ်ကိုကလည်းအဲ့ဒီလိုမျိုးစိတ်ခံစားချက်ရှိရဆိုတာကိုကိုကလည်းခံစားမိတယ်ဒါပေမဲ့နှစ်ယောက်စလုံးကအပြန်အလှန်သိတဲ့ဟာတွေကိုအပြန်အလှန်ဖုံးကွယ်ထားကြတယ်เนาะအဲ့တော့အဲ့လိုမျိုးဒါခံစားချက်ကိုရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါ crush မဟုတ်ဘူးလက်ရှိဒီတွဲနေတဲ့သူပေါ့လက်ရှိ relationship ရှိတဲ့သူလက်ရှိ dealing လုပ်နေတဲ့သူ date နေတဲ့သူတွေသူဆိုလို့ရှိရင်လည်းလက်ရှိရှိနေတဲ့ဆက်ဆံရေးကလျှို့ဝှက်မှုတွေနဲ့ပြည့်နှံ့နေရအဲ့တော့လျှို့ဝှက်မှုတွေဆိုတဲ့နေရာမှာဘယ်လိုလဲဆိုတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာကွာပြောရင်ဒီဖြစ်နေတဲ့အရာတွေပေါ့နော်လက်ရှိမှာဖြစ်နေတဲ့ဒီခံစားချက်တွေလက်ရှိမှာဖြစ်နေတဲ့အရာတွေကိုနှစ်ယောက်စလုံးကဒါပုံမှန်လင်းလင်းနဲ့ sharing မလုပ်ကြဘူး။ तू ကလည်းအရန်မျိုးသိတယ်။ तू ကိုတခါလေးကြည့်လိုက်လို့ရှိရင်ကွာပြောရင်သူ့ကိုတခါလေးကြည့်လို့ရှိရင်ဘာဖြစ်လို့ဖြစ်နေမှန်းမသိရဘူးပြီးတော့ကိုနဲ့ပတ်သက်ပြီးတော့ဒီစိတ်ခံစားချက်မှာသူ့အပြင်မှာမြင်တွေ့နေရတဲ့ပုံစံနဲ့သူ့ရဲ့အတွင်းစိတ်ကကွာဟမှုတွေရှိနေတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်တစ်ဖက်သူကကိုနဲ့ပတ်သက်ပြီးတော့ကွာကိုတစ်ခုခုဖုံးကွယ်ထားတာပဲဖြစ်စေသူမကြိုက်တဲ့အရာတစ်ခုခုကိုလုံးမိတာပဲဖြစ်စေ तू ကသိတယ်ဒါပေမဲ့ तू ကလုံးဝမသိချင်အောင်ဆောင်ပြီးလုံးဝကိုကိုအချိုတက်လေးနဲ့ပြုတ်ပြောင်းလေးနဲ့ပဲကိုကိုပြန်ဆက်ဆံတာမျိုးအဲ့တော့တစ်ဖက်သူဒီတကယ်သူ့ရဲ့စိတ်ထဲမှာဒီရှိနေတဲ့အရာတွေရှိတယ်ကွာဥမာပင်လယ်ရင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုကသူ့ရဲ့ဒီပုံပန်းတံတွေကိုပေါ်ဆက်ဆံတဲ့အရာတွေကိုမြင်နေရတဲ့ဟာတွေကသူ့ရဲ့ဒီပင်လယ်ရင်မျက်နှာပြင်ပေါ်ကအရာပဲမြင်နေရတယ်ဒါပေမဲ့သူ့ရဲ့ဒီစိတ်ခံစားချက် deep down level မှာသူဖြစ်နေတဲ့အရာတွေကိုသူကဘယ်တော့မှကိုယ်ကိုပွင့်လင်းလေးနဲ့ဖွင့်ရပြမှာမဟုတ်ဘူးအဲ့တော့ကိုယ်ပုံမှန်ဆက်ဆံနေတဲ့ကိုယ်ဒီ trick လုပ်နေတဲ့ပုံစံဆက်ဆံနေတဲ့ပုံစံစကားပြောဆိုတဲ့အရာတွေကတော့ပုံမှန်လိုပဲချူတတာလေးပဲရှိမယ်ပုံမှန်လိုဒီပြုတ်ပြောင်းလေးပဲဘာမှမဖြစ်တယ်လို့ပဲဒါပေမဲ့သူ့ရဲ့ရင်ထဲမှာရှိနေတဲ့အရာတွေပြီးတော့သူ့စိတ်ထဲမှာဖြစ်တဲ့အရာတွေကအဲ့ထက်ပိုပြီးတော့ night shine နေပေါ့နော်အဲ့တော့
အဲ့ဒီဟာတွေကိုလည်းကိုယ်မှွင့်လေးနဲ့ပြောမှာမဟုတ်ဘူးအဲ့တော့ပြောမယ်ဆိုလို့ရှိရင်လျှို့ဝှက်နဲ့နေတဲ့တစ်ဖက်သူကလေတစ်ဖက်သူကအရန်လျှို့ဝှက်တက်တဲ့သူဖြစ်တယ်ပေါ့နော်လျှို့ဝှက်တယ်ပြီးတော့နောက်ပြီးတော့ကြတော့ဒီအနေအထိုင်အရာပေါ့နော်ဒီပြောရင်သူ့ရဲ့စိတ်ခံစားချက်ကိုကဘာဖြစ်နေလဲဆိုတဲ့ဟာကိုကအမြဲတမ်းဒီဗဟိနိလိုမျိုးပဲခံမှန်းနေရတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးမှရှိတယ်တဲ့အဲ့တော့တစ်ဖက်သူရဲ့ဒီစိတ်ခံစားချက်အရာပြောမယ်ဆိုလို့ရှိရင်ဟိုသူ့ရဲ့ဒီ deep down level မှာဖြစ်နေတဲ့ခံစားချက်တွေကိုရှိတယ်ပေါ့နော်အဲ့ဒီခံစားချက်ကို तू ကလက်ရှိအချိန်မှာဖုံးကွယ်ထားတယ်ဒါပေမဲ့ तू ဖုံးကွယ်လို့ရတဲ့အထိပဲ तू ဖုံးကွယ်မှာအဲ့ဒီ deep down level မှာရှိနေတဲ့ခံစားချက်တွေကဘာတွေရှိလဲဆိုတာကိုကမသိနိုင်ဆိုတာကလူတစ်ယောက်ချင်းစီရဲ့စီမှာသွားတယ်ပေါ့နော်အဲ့တော့အဲ့ဒီ deep down level မှာရှိနေတဲ့ခံစားချက်တွေဖွင့်ဟလာတဲ့တရက်ဒီပောက်ကွဲထွက်လာတဲ့တရက်ဆိုတာကတော့နောက်ပိုင်းရှိလာနိုင်တယ်ဒါပေမဲ့အခုလက်ရှိတော့မဟုတ်သေးဘူးเนาะအဲ့လိုအခြေအနေမျိုးမှာရှိတယ်တဲ့အဲ့တော့သူနဲ့ကိုယ်နဲ့ရဲ့ဆက်ဆံရေးကမေဖို့ကြည့်ရတဲ့လောက်တည်းဘလို့ဆက်ဆံရေးပဲဖြစ်နေပါစေပေါ့နော်ဒီ crush ပဲဖြစ်ဖြစ် dealing လုပ်နေတဲ့သူပဲဖြစ်ဖြစ်လက်ရှိတွဲနေတဲ့သူပဲဖြစ်ဖြစ်အဲ့တော့ပွင့်လင်းမြင်သာမှုနည်းနည်းလေးအားနေတယ်ပွင့်လင်းမြင်သာမှုအားနေတယ်ဆိုတာထက်ထိန်ချန်ထားတာများတယ်ပေါ့နော်အဲ့တော့ဒီဖြစ်တဲ့ဒီစိတ်ခံစားချက်တွေကိုထိန်ချန်ထားတာများတယ်နောက်တစ်ခုမေဖို့ remind လုပ်ချင်တာကတစ်ဖက်သူဒီအရန်သိရဆိုတာလေဘယ်လိုပြောမလဲကိုလုံးနေတဲ့အရာတွေပြီးတော့ကိုက तू မကြိုက်တာလုပ်နေရဲဆိုလို့ရှိရင် तू ကတခနဲ့တန်းသိရယ်ကိုလုံးနေတဲ့အရာတွေကိုလည်းသိရယ်အဲ့တော့ဒါပေမဲ့ဒီသိရယ်ဆိုတဲ့ဟာမှာမေဖိုးပြောချင်တာက energy ကနှစ်ဖက်စလုံးသွားတာဖြစ်နိုင်တယ်ပေါ့နော်တခါလေကြာရင်လည်းဘယ်လိုဖြစ်တတ်လဲဆိုတော့ကိုကနေပြီးတော့ तू လုပ်နေတဲ့အရာတွေကိုကသိပြီးတော့သိနေပြီမဲ့တိရဲနဲ့ထိန်ချန်ထားတာဒါကတော့ဒါပြောရင်တော့ဒီတစ်ဖက်သူဆိုတဲ့ဟာပေါ်မှာ focus လုပ်ပြီးကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါမေဖိုးကremindနေနဲ့ပြောချင်တာပေါ့နော် remind နေပြောချင်တာကတော့ဒါပြောရင်သူ့ကိုမဟုတ်တာသွားမလုံးနဲ့ပေါ့မဟုတ်တာသွားမလုံးနဲ့ဆိုတာပြောရင် तू ကသိရကွာကိုက तू မသိဘူးထင်နေပေမဲ့ तू ကသိနေရအဲ့ဒါလေးတစ်ခုပေါ့နော်ဒါပြောချင်တယ်အဲ့တော့မဟုတ်တာမလုံးနဲ့ပေါ့နော်ဘာလို့ဆိုတော့သိနေရဒါပေမဲ့သိနေပေမဲ့မသိကြအောင်စောင့်ထားတာအဲ့လိုနေတာမျိုးမှာတွေ့ရပေါ့နော်အဲ့တော့နှစ်ဦးနှစ်ဖက်ဟန်ဆောင်တာလည်းဖြစ်နိုင်တယ်နော်အဲ့တော့အဲ့လိုနေတာမျိုးမှာတွေ့ရပါတယ်တဲ့ဆိုတော့နောက်ထပ်တစ်ကထုတ်ပြပါမယ်နော်โอเคသူကတော့ဟုတ်တော့ဟုတ်နေပြီပေါ့နော်အဲ့တော့ high priestess နောက်မှာ four of swords တွဲပါလာတဲ့ခါကျတော့တဲ့သူကလောလောဆယ်မှာတော့လုံးဝအငြိမ်စရာအရန်ငြိမ်နေလုံးဝ high priestess ကလည်းငြိမ်လေးပဲ four of swords ကလည်းငြိမ်သက်နေရပါတော့ငြိမ်သက်တိတ်ဆိတ်တဲ့ကံရည်ပြင်လေးကိုပေါ့နော်အဲ့တော့ငြိမ်သက်တိတ်ဆိတ်တဲ့ကံရည်ပြင်လေးကိုခဲနေတော့တော့မပေါက်နဲ့ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင် four of swords ဖြစ်နေရအဲ့တော့သူနဲ့သူ့ရဲ့ဒီဆက်ဆံမှုတွေသူ့ရဲ့ခံစားချက်တွေကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တခါတလေအေးဆက်နေဒါပေမဲ့တခါလေအေးဆက်နေရဆိုပေမဲ့လေကိုယ်စိတ်ခံစားချက်လုံးဝမရှိတော့တာလားဆိုတော့လေအဲ့လိုလည်းမဟုတ်ဘူးသူကတခုခုစဉ်းစားနေရလေးနဲ့ထားပြီးတော့တခုခုကိုဘာလုပ်ရမလဲဆိုပြီးဒီဆက်ဆိုင်နဲ့ပတ်သက်ပြီးငါဘာလုပ်တင်လဲဆိုပြီးတော့သူအနေနဲ့ပေါ့နော်စဉ်းစားနေရတယ်ရှိတယ်တဲ့အဲ့တော့တချို့ဆက်ဆံရေးတွေမှာကြာတော့ဘာဖြစ်တက်လဲဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့ကစကားပြောနေရင်းနဲ့မှရုတ်တရက်ကြီးတစ်ဖက်ကငြိမ်ကျသွားတာအရင်ကတော့စကားတွေတောက်လျှောက်ပြောနေရင်းနဲ့မှအဲ့လိုပေါ့နော်သူ့ရဲ့ပုံစံကပြောင်းသွားရဆိုတာလေဟိုကိုအနေနဲ့ပေါ့နော်သွားပြီးတော့ဟိုရန်တွေးလို့ပြဿနာရှာလို့ရလောက်တဲ့အနေထား level အထိပြောင်းတာလည်းမဟုတ်ဘူးသူ့ကြည့်လိုက်ရင်တော့အဲ့လိုပုံမှန်လေးပဲကွာပုံမှန်လေးပဲဆိုတာဒီ AC ပဲကိုပုံမှန်တိုင်းလေးပြောနေမယ်ဒါပေမဲ့တေချာနည်းရှင်ကြည့်လို့ရှိရင်အရှိရပြောခဲ့တဲ့ပုံစံနဲ့ခုလက်ရှိချိန်နဲ့တအားဟိုဘယ်လိုပြောမလဲအရန်กว่าတာမဟုတ်ပဲနဲ့ gap တစ်ခုကိုဒီကွဲပြားမှုတစ်ခုကိုခံစားမိလိမ့်မယ်ကွာအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ပြောလို့ရှိရင်သူ့ရဲ့ဒီပြောင်းလဲမှုတွေကငြိမ်လေးမှာသူပပလက်လေးနဲ့သူ့ရဲ့ဒီဆက်ဆံတဲ့ပုံစံတွေကကိုယ့်ပုံမှာနည်းနည်းလေးငြိမ်ကျသွားတာပေါ့နော်ဒါပေမဲ့လုံးဝပြတ်သွားလည်းမဟုတ်ဘူးပြောနေသေးပဲဟိုကောင်းမချိုလေးနဲ့တော့ပြောနေသေးပဲဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာတစ်ခါလေးကဟာ तू ကတမျိုးပေါ့နော်တမျိုးလေးပဲဟိုတခုကိုပြောင်းသွားတယ်လို့ပဲဒါပေမဲ့အဲ့ဒီတခုကိုပြောင်းသွားတယ်ဆိုတဲ့ဟာကိုကဘလို့ပြောင်းသွားတာလဲဆိုတာအဖြေရှာလို့မတတ်ပဲနဲ့အမှဗဟိနိဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ဒါလေးကဒါသူ့ရဲ့ဒီပြောင်းလဲမှုငြိမ်ကျသွားတဲ့ပုံစံအဲ့တော့ဒါဆက်ဆံရေးတချို့မှာဒါမေဖို့ပြောခဲ့တယ်လို့ပြောနေရင်းနဲ့မှအဲ့လိုမျိုးရုပ်တရက်ငြိမ်ကျသွားတာ
ရုတ်တရက်အဲ့လိုငိမ့်ဟိုပုံစံလေးကတစ်မျိုးလေးဖြစ်သွားတာအဲ့လိုမျိုးလေးဒါကြုံရတက်လိုက်မယ်ပေါ့နော်တချို့ကကြတော့ပြောနေရင်းနဲ့မှခဏငါ break ယူချင်သေးတယ်တော့ခဏလေးငါအလုပ်များလို့ပါလို့ဆိုပြီးတော့နည်းနည်းအဲ့လိုမျိုးငိမ့်တက်သွားတဲ့ပုံစံမျိုးလေးပေါ့နော်ခဏသွေးအေးသွားတဲ့ပုံစံမျိုးလေးကြုံရတက်တယ်တဲ့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့တော့ crash တွေဆိုလို့ရှိရင်တော့ဒါမျိုးပြောချင်တာကတစ်ဖက်ကစိတ်ခံစားချက်ရှိနေပြီဒါပေမဲ့ရှိနေပေမဲ့ရုတ်တရက်မှာ तू ကအဲ့လိုရှိတဲ့ဟာကိုပေါ်မှာစိုးလို့ငြိမ်ကျသွားတဲ့ပုံစံမျိုးမှာပိုတွေ့ရပေါ့နော်အဲ့တော့ဆက်ဆံရေးတစ်ခုချင်းစီရဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုမှုကတော့နည်းနည်းကွာလိမ့်မယ်ပေါ့နော်အဲ့တော့တချို့ကကြတော့ဒီ past relationship နဲ့ပတ်သက်တဲ့လာကြည့်ရသူဆိုလို့ရှိရင်တော့သူနဲ့ကိုယ်နဲ့ကြားထဲမှာ conversation အနေနဲ့တိစောက်နေတာမျိုးတော့မရှိဘူးဒါပေမဲ့စိတ်ခံစားချက်ကသွားနေတယ်သူကဟိုနောက်ွယ်ရနေတိတ်ကလေးကိုအကြောင်းစဉ်းစားနေရတယ်ဒါပေမဲ့သူ့ဘက်ကနေတော့တုံမလှုပ်တဲ့ပုံစံမျိုးတွေ့တယ်ပေါ့နော်အဲ့တော့ဒါဆက်ဆံရေးအခြေအနေလေးဒါမျိုးခွဲပြီးတော့ပြောပြရပါတော့โอเคနောက်ထပ်တစ်ကက်လေးကိုကြည့်ပေးပါမယ်စိတ်ခံစားချက် okay the last cut လေးထုတ်ပေးပါမယ်ပေါ့နော်အဲ့တော့လက်ရှိသူ့ရဲ့ feeling ဆိုတာချက်ကိုသူ့ရဲ့ action ကိုနည်းနည်းပုံမြင်နေရတော့နည်းနည်းလေးနေပို့ထပ်ပြီးတော့ဆွဲကြည့်ခြင်းလေးရပေါ့နော်ခံစားချက်okay နည်းနည်းတော့အဲ့တော့ဒီလိုလက်ရှိအခြေအနေမှာလက်ရှိအခြေအနေရကတော့သူက is like ပြန်ပြီးတော့နှွေးထွေးမှုဘယ်လိုပြောမလဲ is like ပြန်ပြီးတော့နှွေးထွေးလာလိုက်အဲ့လိုမျိုးလေးနဲ့သွားနေလိမ့်မယ်ပေါ့နော်အဲ့တော့အရန်ဒီလက်ရှိခံစားချက်ကိုကြည့်တဲ့အခါမှာလေတစ်ဖက်သူရဲ့လက်ရှိခံစားချက်ကိုကြည့်တဲ့အခါမှာသူ့ရဲ့ feeling ရောသူ့ရဲ့ဆက်ဆံတဲ့ပုံစံရောပြီးတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာရှိနေတဲ့ဒီဆက်ဆံရေးကရောအကုန်လုံးကနည်းနည်းလေးဟိုဓာတ်သွားပေါ်မှာလမ်းလျှောက်နေသလိုပုံစံနည်းနည်းဖြစ်နေတတ်တယ်ဘယ်လိုလဲဆိုတော့ဟိုဘာမှအဲ့လိုတေချာရီယာတိရတာမျိုးမရှိနေဘူးကွာစိတ်ခံစားချက်ကအရန်သူ့ရဲ့ပုံစံကိုကြည့်ရတာကဘယ်လိုလဲဆိုတော့ဗဟိနီးတစ်ခုကိုအဲ့လိုအဖြေရှာနေရတာနဲ့တော်တော်တူတယ်ပေါ့နော်အဲ့တော့ဗဟိနီးတစ်ခုအဖြေရှာနေရတယ်လို့ပဲအဲ့တော့လောလောဆယ်အချိန်မှာအဲ့လိုခုနမေဖူးပြောခဲ့သလိုစကားတွေပြောနေရင်လည်းရုတ်တရက်ပျောက်သွားမယ်အေးဆက်သွားမယ်ပြောတဲ့ပုံစံက conversation ကအရင် flow မဖြစ်ပဲနဲ့ပေါ့နော်ဟိုဘာဆက်လောက်ရမှမသိဖြစ်နေတာမျိုးတွေအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာကလောဆယ်တွေ့ရခံစားချက်ကလေတက်လိုက်ကြလိုက်ပဲဖြစ်နေတယ်အဲ့တော့ဟိုဒီလက်ရှိဒီဗီဒီယိုကြည့်နေတဲ့သူတွေပေါ်မှာဒီတစ်ဖက်သူကအရန်ကိုချစ်ပါတယ်ဆိုတာမျိုးလဲပြောလို့မရသေးဘူးဘယ်လိုလက်ရှိမှာအရန်သူ့ရဲ့ခံစားချက်တွေက deep emotion သွားတယ်နင့်ကိုဘယ်လောက်ချစ်ပါတယ်ဆိုတာမျိုးထပ်စားလို့ရှိရင်စိတ်ခံစားချက်တွေတစ်ခါတလေကြာရင်ကိုယ့်အပေါ်မှာစိတ်ခံစားချက်ကတော်တော်လေးသွားတယ်စိတ်လှုပ်ရှားမှုတော်တော်လေးသွားတယ်ဒါပေမဲ့တစ်ခါလေကြာရင်လည်း तू ကလုံးဝငြိမ်ကျသွားတယ်အငြိမ်တလိုက်ပြီးတော့တစ်ခါလေကြာလို့ရှိရင်လည်းဘာဆက်လုပ်ရမလဲဆိုပြီးတော့ तू လမ်းပြောက်သွားတာစဉ်းစားနေတာအဲ့လိုခြေနေမျိုးတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဆက်ပြောရမယ်ဆိုလို့ရှိရင်အခုနာကနေပြီးတော့အခုလက်ရှိအချိန်မှာပေါ့နော်ဒါငြိမ်သက်နေတဲ့တယောက်နဲ့တယောက်စကားသိချမပြောဖြစ်ဘူးတစ်ဖက်ကနည်းနည်းကိုယ့်ပေါ်မှာဘလို့လဲမသိဘူးဆက်ဆံရေးကတမျိုးပဲဆိုလို့ရှိရင်เนาะ तू ကသူ့ရဲ့စိတ်ထဲမှာသူနဲ့ကိုယ်နဲ့ကြားထဲမှာနည်းနည်းလေးပြန်ပြီးတော့excited ဘယ်လိုပြောမလဲ exciting ဖြစ်စရာကောင်းတဲ့ဒီ moment လေးတစ်ခုသူဖန်တီးကျင်သေးတယ်အဲ့တော့ကိုယ့်စီကိုလာတွေ့ကျင်တယ်မတွေ့ရတဲ့သူတွေလုံးဝကိုစကားမပြောဖြစ်တဲ့သူတွေဆိုလို့ရှိရင်တော့သူ့ဘက်ကနေကိုယ့်စီကိုစကားလာပြောကျင်တယ်ပြန်လာတွေ့ကျင်တယ်သူ့ဘက်ကနေအစားတစ်ခုပြန်စကျင်တယ်အဲ့လိုမျိုးရှိရပေါ့နော်အဲ့တော့ခုနကမေဖူးပြောခဲ့တဲ့ဒီ crash ဆိုလို့ရှိရင်တော့လက်ရှိမှာတော့ငြိမ်နေရဆိုလို့ရှိရင်သူ့ဘက်ကနေစကားပြန်လာစပြောချင်တာမျိုးရှိရပြန်တွေ့ချင်တာမျိုးရှိရသူ့ဘက်ကနေတခုခုလာပြောချင်တာမျိုးရှိလိမ့်မယ်လက်ရှိစက်သွားနေတဲ့ဒီ relationship ဆက်ဆံရေးတွေမှာဆိုလို့ရှိရင်တော့တစ်ဖက်သူကစကားတွေပါတယ်တိတ်မပြောငြိမ်နေတယ်ဆိုလို့ရှိရင်လည်းသူကနေစပြီးတော့ပြန်ပြီးတော့ကိုစီကိုပြန်ရောက်လာတာမျိုးရှိလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးသူ့စိတ်ထဲမှာဒါကိုစီကိုတော့ဒါပြန်လာခြင်းနဲ့ဘလို့နီးနဲ့ပဲဖြစ်ဖြစ်တော့ဒါကိုနဲ့ပြန်ပြီးတော့ပဲအစပြုတ်ခြင်းနဲ့เนาะအဲ့လိုအခြေအနေမျိုးမှာတွေ့ရအဓိကတော့သူက
ဒီလိုမျိုးပေါ့နော် communication ဒီ verbally ပဲပြောရတာထက်စာရင်စကားတွေနဲ့ပဲပြောရတာထက်ဒီ online ဒီပြောရင်တော့အပြင်မှာမတွေ့ဆုံရဘဲနဲ့ဒီဖန်သားပြင်ပေါ်ကပဲပြောရတာမျိုးဖုန်းနဲ့ပဲပြောရတာမျိုးထက်စာရင်အပြင်မှာတွေ့ဆုံချင်တာမျိုးတွေရှိတယ်တဲ့အဲ့တော့သူ့ဘက်ကနေပြန်စချင်တာမျိုးရှိတယ်အဲ့တော့သူ့ရဲ့စိတ်ခံစားချက်တွေမှာတစ်ခုခုကိုသူကအရန် shock ဖြစ်နေတာပေါ့နော်ပြတ်သားခြင်းနေရဘာဒီလိုမျိုး feeling ကိုသူလည်းမကြိုက်ဘူးတဲ့သူလည်းမကြိုက်ဘူးသူအဲ့လိုမျိုးသိထားရတာတွေပုံမှန်လေးမရှိတာတွေပြီးတော့ဟိုဘာမှမသိဘူးဆိုတော့အဲ့လိုတစ်ခုခုကသူ့ရဲ့စိတ်ခံစားချက်ထဲမှာဟိုငြိမ်ကျသွားလိုက်ပြန်ပြီးတော့ပြန်တက်လာလိုက်ဖြစ်တဲ့ဟာမျိုးလေသူမကြိုက်တဲ့ပုံစံသိပ်ပြီးတော့မတွေ့ရအဲ့တော့သူ့ရဲ့တကယ်ဒီစိတ်ထဲမှာတစ်ခုခုကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ချခြင်းနဲ့အဲ့တော့သူ့ကိုနည်းနည်းလေးတော့ဒီလက်ရှိအချိန်မှာနည်းနည်းလေးသတိထားဖို့လုပ်မယ်မျိုးပြောခဲ့သလိုဓာတ်သွားပေါ်မှာလမ်းလျှောက်နေရတယ်နည်းနည်းတူတယ်ပေါ့နော်အရန်ဟိုဘာကင်တွယ်ရတာဟိုအရန်ဘယ်လိုပြောမလဲတခုခုပါကိုကစကားမှားပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ရတခုမှားသွားတာပဲဖြစ်ဖြစ်သူ့ရဲ့ဒီအရန် shock ဖြစ်တဲ့ပုံစံကတက်လာပြီးတော့ကိုယ့်ကိုအမှအဲ့လိုမျိုးဒီမှာပုံစံကနည်းနည်းလေးအဲ့လိုဟိုတခုခုကိုမကျေနပ်တာမျိုးဒေါသထွက်နေတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးနဲ့သူ့ရဲ့ပုံစံကိုမြင်ရလိမ့်မယ်ပေါ့နော်သူ့ရဲ့တစ်ဖက်ကဖုံးထားတဲ့ဒီ deep down level ကနေဖုံးထားတဲ့ site ကို back ချမ်းကိုပြန်ပြီးတော့ဒါမြင်ရလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တယ်အဲ့တော့သူ့စိတ်တည်အဲ့လိုမျိုးသူကနူးညံ့လိုက်အဲ့လိုမျိုးဒီဘက်က sharp ဖြစ်တဲ့ပုံစံတက်လာလိုက်ဒါပေမဲ့ကိုယ်တော့ပြထားတဲ့ပုံစံကတစ်မျိုးဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ကိုကတော့ပြထားတဲ့ပုံစံတစ်မျိုးဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာကတော့ခုနကပြောသလိုလဲနေတာနူးညံ့လိုက်ပျော့ပြောင်းသွားလိုက်ဒါပေမဲ့ပြန်ပြီးတော့ဟာဒီလိုမျိုးပေါ့နော်အရန်ဒီ sharp ဖြစ်တဲ့ပုံစံမျိုးဒီသူ့ရဲ့တခုခုကိုပြောရင်ဆုံးဖြတ်ပြတ်သားလှုပ်ချင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကပြန်တက်လာလိုက်သူ့ရဲ့စိတ်ထဲမှာဖြစ်နေတာသူမှမသိဘူးကိုယ်တိုင်လည်းမသိဘူးအဲ့လိုဆိုတော့သူပဲသိလိမ့်မယ်ပေါ့နော်အဲ့တော့အဓိကပြောချင်တာကဟိုပြောရင်ဒီလက်ရှိတစ်ဖက်သူရဲ့စိတ်ခံစားချက်ကအရန်ကိုဟိုဖွင့်နှွှဲရတာလေဟိုကြပြားတပုတ်ဖွင့်နှွှဲရတယ်လို့ပဲဖြစ်နေဒါမေဖူးတော်မှာကတ်ကြည့်ရင်လည်းအဲ့လိုဘယ်လိုပြောမလဲချက်ချင်းဒီ describe လုပ်ရတဲ့အချိန်မှာအဲ့ဒီရဲ့ဒီတစ်ဖက်ရဲ့ဒီ energy ကိုမေဖူးယူရတဲ့အခါမှာပြန်ပြီးတော့ဒီဟာကို describe ပြန်လုပ်ရတဲ့အခါမှာဒါအဲ့စကလုံးရွေးချယ်တာတော့မှနည်းနည်းဒီကြပြားတပုတ်စာတပုတ်ဖွဲ့ရတယ်လို့ဖြစ်နေပေါ့နော်အဲ့တော့တစ်ဖက်သူရဲ့လက်ရှိစိတ်ခံစားချက်ကအဲ့လိုပုံစံမျိုးလေးဒါဒီထိလွယ်ရှလွယ်နောက်ပြီးတော့ကြတော့ပြောရင်ဒီဖုံးကွယ်ထားရတာလေးတွေများတယ်အဲ့လိုပုံစံမျိုးလေးဒါဖြစ်နေတတ်ပါတယ်တဲ့ဆိုတော့ကောင်းလိုက်ဆိုးလိုက်ပုံစံလေးနဲ့ဒါကိုယ့်ပေါ်မှာစိတ်ခံစားချက်ကတော့ဒီလိုလေးတွားနေပါတယ်အဲ့တော့ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကို like and share လေးနဲ့ support လေးလုပ်ပေးကြပါဦးเนาะအားလုံးပဲတတာပါ